ကြောင်မြောင်းထဲမှာအထမ်းစစ်လေးပေါ်တင်ပြီးမုံရတောင်မရော်စာတီကနေလာရောက်နေအထမ်းမိရှိမန္တလေးနန်းကြီးနန်းလက်တုပ်လေးရဲ့အပြင်မပဲခရမ်းတီဘူးတီအညာကျော်စုံလေးတွေကိုဂေါ်ဘီနန်းနန်းမင်းချင်းပါတယ်မကြီးရကျကျလေးနဲ့ရောင်းတဲ့ဆိုင်လေးမှာတွားဆခဲ့ရပဲဖြစ်ပါတယ်တောင်မာတော်ဆိုရင်မိရှိဆိုင်လေးကိုကျွန်တော်လာစားတာဒီ မန္တလေးမိကြီးနန်းကြီးနန်းလက်နှမျိုးရပါတပွဲမှာ9000မှာမန္တလေးမှာငကိုတော့ကတော့ဒီစင်လေးနဲ့ကျိုးတွေတက်ပြီးတော့တပူလေးထမ်းပြီးတော့မျိုးထဲမှာလှက်ပတ်ရောင်းနေရတဲ့စင်လေးကဟွာလေးပေါ့ဗျမွေးနှစ်ကလေးပေါ့ဒီတိုရမယ်ဆိုတဲ့ပဲပေါက်ကလေးကိုဟုတ်ကဲ့ထည့်ရပါတယ်ဗျကျွန်တော်တို့ရဲ့မိကြီးခေါ်မယ်ဆိုတာစွတ်တော်ဟုပြင်ဆိုင်နဲ့တရုတ်နန်နန်ပေါ့ဗျာတရုတ်ပဲငက်ပြီးပေါ့ဗျာရှေ့ကကျော်ပန်းကလည်းစားများကြတာကတော့မပဲကျော်လည်းကြိုက်ကြပါတယ်ဗျကျန်သီးကျော်လည်းရှိပါတယ်ရိုးပတိကျော်လည်းရှိပါတယ်အခန်းမရှိလေးရတော့တပွဲကို9000ပေါ့နော်ဟောကြပါဦးပဲဒီချင်းများများလေးထည့်ပြီးတော့မှမြို့သီးဆက်ဆက်နဲ့စားပို့ကြိုက်တယ်ပေါ့နော်ဝတ်သားနဲ့မှာရခါကြတော့ဝတ်သားဝက်ခေါက်လေးထည့်ပြရပေါ့မြို့သီးတော်နဲ့ပန်းကပီးနှံလည်းတော်တော်မှုရအဆက်ဟဲ့တဲ့ပြီးတော့စားလို့အဆင်ပြေတယ်မှာပါတယ်ဒါကတော့မုတ်တီတော့မှနန်းကြီးနဲ့ပေါ့နော်နန်းလက်နန်းကြီးဆိုရင်နန်းကြီးပိုစားပြတာများတယ်ပဲမုတ်စီစီလေးနဲ့ငရုတ်စီနဲ့မှုမွေးလေးနဲ့ပေါ့နော်တူကြော်လေးကမြင်လိုက်တာနဲ့ဖူးဖွေးလေးနဲ့ဒီမှာတော့အကြော်လေးကတစ်ခုကို900ကျွန်တော်တို့ဒါဘူးတီကြော်ကတော့နှစ်ချောင်းကို900ပေါ့နော်အကြော်ဆိုတဲ့သဘောကတော့လေပူပူလေးစားရင်တော့ပိုကောင်းတယ်ဒါလည်းမပဲကြော်ပူပူလေးပဲရှိတယ်အချင်းတွဲဆိုရင်လည်းမကြီးချင်မှာတော့အရေးခက်ကြက်ကြက်လေးလုပ်ထားတယ်အဲ့ထဲမှာဆိုရင်ဂေါ်ဘီနန်းနန်းမင်းငရုတ်ဒီဇိုင်းလေးနဲ့ပေါ့နော်ချင်းလဲပါတယ်မပဲကြော်လေးကမွားညာပဲပူပူလောလောလေးစားတော့တော်တော်ရတာရှိရဲ့ဒီရှိကမန္တလေးထမင်းတုပ်လေးနဲ့အကြော်လေးနဲ့တွဲစားမှာပေါ့နော်ထမင်းတုပ်တို့ထမင်းစီစံတို့တွဲဆိုရင်လည်းပဲတိချင်းတုပ်လေးကိုပေးထားတယ်ကျွန်တော်အဲ့လိုအချင်းလေးပို့ကြိုက်တယ်လားထမင်းတုပ်ကတော့လေအရာကခပ်ပေါ့ပေါ့လေးပဲသွားတယ်ဒီအကြော်လေးရဲ့အကြော်လေးမုံရအကြော်မှုအထုပ်လေးကိုတော့ထည့်တုံးထားပါတော့ဒါလေးကတော့ထမင်းစီစမ်းလေးပေါ့နော်အလွတ်ဆိုရင်2000ကြောက်ကြော်နဲ့ကြတော့3000ပေါ့နော်တွဲစားဖို့အတွက်ဆိုရင်လည်းပဲဒီချင်းတုပ်တို့ပဲပုံးနဲ့ငရုတ်ဒီကြော်လေးတို့လည်းပေးထားတယ်ကျွန်တော်ဒီနေ့စားပြခဲ့တဲ့ဆိုင်လေးကကြတော့မုံရွာတောင်မတော့မီးရှည်ဆိုတဲ့ဆိုင်လေးပေါ့နော်ဒီဆိုင်လေးကကြတော့မနက်6နာရီကနေည9နာရီထိဖွင့်ပါတယ်ဆိုင်လေးလေးကကြတော့ကြောက်မြောင်ဓမ္မဝိဟာရလမ်းကြောက်မြောင်စတိုးနီးမှာပဲရှိပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ဗီဒီယိုလေးမှာပြန်ကြည့်ကြမယ်အားလုံးပဲတတ်တာ